content creator လို့စဉ်းစားနေပြီဆိုရင်တော့ဒီဗီဒီယိုလေးကိုဆက်ကြည့်လိုက်ပါကျွန်တော် A1 idea mobile မှာ DJI ရဲ့ Osmo Pocket 3 ဝယ်လို့ရပါပြီcombo မှာပို့ပါလာတွေကကျွန်တော်တို့ DJI Mic version 2ကျွန်တော်တို့ mic နဲ့တွဲသုံးဖို့အတွက် magnet လေးလည်းပါတယ်ကျွန်တော်ဒါလေးကတော့ wide angle lens tripod တွေနဲ့တွဲသုံးဖို့အတွက် tripod mount လေးပါတယ်နောက်ပြီးတော့ extra battery ကျွန်တော်ပြီးတော့ဒီမှာ tripod လေးပါတယ်ပြီးတော့ type C to C အသင်းကျလေးပါတယ်နောက်ပြီးတော့ cover လေးလည်းပါတယ်ပြီးရင်ကျွန်တော်အကုန်လုံးစုတည်တည်ထည့်သွားလို့ရအောင်အိတ်လေးလည်းပါတယ် DJI ရဲ့ Osmo Pocket 3 က vlog တွေရိုက်တဲ့သူတွေ YouTube တို့ TikTok တို့မှာ content တွေဖန်တီးတဲ့ content creator တွေအတွက်တော့မစိမ့်တော့ဘူးသူကလက်တခိုင်စာလေးနဲ့ပေါ့ပေါ့ပါလေးဆိုတော့ကျွန်တော်တို့ travel vlog တွေ lifestyle vlog တွေကိုဖန်တီးတဲ့အခါမှာလည်းအဆင်ပြေတယ်လှုပ်ရှားရှားနဲ့ရိုက်လို့ရအောင် stabilizer လည်းပါတယ်ဒါလေးက Osmo Pocket 3 ရဲ့ creator combo မှာက mic ပါတော့ mic သက်ထောက်ဝယ်ကြမလို့တော့ဘူးကျွန်တော်ကြာကြာရိုက်ချင်တဲ့လူတွေအတွက်လည်း extra battery handle လေးလည်းပါတယ် mini tripod လေးပါတော့ပေါ့ပေါ့ပါ pocket တွေရိုက်ချင်တဲ့လူတွေအတွက်လည်းအဆင်ပြေတယ်ဒီကောင်မှာ application ကြောင်းလေးပြောပြပါဦးပစ္စည်းဝယ်တိုင်းမှာ point တွေစုပြီးတော့မှ discount အနေနဲ့ပြန်လည်အသုံးပြုပေးရမှာဖြစ်ပါတယ် discount တွေရဘယ်လိုပေးရလဲ point ကိုတစ်ချက်ဖြစ်ပြီးတော့မှ point 1000ရှိလို့ချင်း discount 1000 point 1000ရှိလို့ချင်း discount 1000အနေနဲ့အသုံးပြုပေးရမှာဖြစ်ပါတယ် In1 Mobile application လေးကို Google Play Store နဲ့ Apple App Store တို့မှာလည်းဒီကို download ရယူနိုင်ပါတယ် content creator လို့ဖို့စဉ်းစားနေပြီ vlog တွေရိုက်ဖို့အတွက် camera ကောင်းကောင်းရှာနေရင်တော့ DJI ရဲ့ Osmo Pocket 3 creator combo လေးကိုသုံးဖို့အကြံပေးနေတယ် DJI ရဲ့ Osmo Pocket 3 creator combo လေးကိုကျွန်တော်တို့ A1 idea mobile ရန်ကုန်ဆိုင်ခွဲတိုင်းမှာဝယ်လို့ရနေပါပြီနောက်ဗီဒီယိုတွေမှာတွေ့ကြတာပေါ့